အားလုံးပဲမင်္ဂလာပါရှင်စီကူမှာစီစီနဲ့တငယ်ချင်းများစွာလင်းလေးကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစီစီရဲ့ကျေးဇူးများကြီးတင်ပါတယ်နော်ကာတွန်းလေးကိုဒီအပိုင်းလေးစောင့်မျှော်ကြည့်ရှုပေးနေကြလို့လည်းကျေးဇူးတင်ပါတယ်ရှင်အခုတစ်ပတ်မှာတော့စီစီကအပိုင်းဆက်တဲ့ကလေးကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်အပိုင်းဆက်တဲ့ကဲတင်ရှင်ဟာအဲ့ဒါဘာကြီးလဲအဲ့ UFO ကြီးလားငါနဲ့ုံတွေ့အောင်ရှာမယ်ငါလာနေပြီ kidsဟာစီစီတော်သေးတာပေါ့ဟာငါနေုံစိတ်ပူနေတာငါရောပဲတော်သေးတယ်ဘာမှမဖြစ်လို့ထိရှာငါတို့ကဘယ်သွားကြမလဲကာကွယ်ရေးဌာနချုပ်ကိုသွားရင်ရောအဲ့ကြံကောင်းတယ်ဒီပေါင်းငါတို့တခုခုမေ့နေပြီထင်တယ်fitရောသူ့ရှာရမယ်ဟုတ်တယ်ချစ်မျိုးထဲမှာလောက်တောင်းရနေတာငါတို့အရင်လုံးကြုံမရမယ်ပြီးတော့မင်းကိုလည်းစိတ်ပူတယ်ဒါမှမဟုတ်ရဲ့ तू ကကျမတို့တကယ်ချင်းပဲဟာဟုတ်တယ်ငါလည်းသူ့ကိုဒီအချိန်မှာပြစ်မထားနိုင်ဘူးသွားမယ်ကောင်းပြီလေဒါဆိုလဲမောင်ချစ်ကိုကာကွယ်ပေးမယ် What about me အဲ့လိုနဲ့သူတို့ထွက်လာကြပါပြီရောက်ပြီလူကြီးမင်းတို့ရှင်ဟိုလေအရာရှိကျမတို့ကရပြီသမီးရပြီအရင်ထိုင်ပါဦးအန်တီတို့လည်းအခုအဲ့ကိစ္စကိုဆွေးနွေးနေရတာကွယ်သမီးတို့သိရရှိရင်လည်းဆွေးနွေးလို့ရပါတယ်ပြောပြလိုက်ကြမလားအရာရှိတွေကိုပြောထားတာကောင်းမယ်အရာရှိဒီကိစ္စကလူသားတွေလုပ်တာဖြစ်နိုင်ရဲ့လားရှင်အန်တီတို့သိရတာလူတွေပဲပေါ့သမီးရဲ့သမီးကဘယ်လိုထင်လို့လဲသမီးညာကလေကောင်းကင်မှာထူးဆန်းတာတခုတွေးလိုက်သလိုပဲဒါတန်တရားဖြစ်စရာပဲဒီညဆောင်ကြည့်ကြတာပေါ့အဲ့လိုနဲ့ညဘက်ကိုရောက်လာခဲ့ပါတယ်ဟမ်အဲ့ဒါကြီးကဂျိုသားရင်မြိုင်နဲ့တူလိုက်တာဒီခေတ်မှာဘယ်သူမှဒီလိုရင်မျိုးမတီးဖွင့်နိုင်သေးဘူးလေရရှိဒါဂျိုသားတွေမဖြစ်နိုင်ဘူးလားဗျဒါကတော့ပြောဖို့ခက်တယ်ဘာလို့ဆိုဂျိုသားတွေရဲ့ theory ကဇာတ်လမ်းတွေထဲမှာပဲရှိတယ်ဒါကိုဘယ်ပညာရှင်မှအတိမပြုနိုင်သေးဘူးကျမတို့ဘာဆက်လုပ်ရမှာလဲဒါဆိုရင်တော့ငါတို့ကိုကူညီနိုင်တဲ့သူတယောက်တော့ရှိတယ်သူကအားလုံးထဲမှာအတော်ဆုံးနောက်ခက်ပညာရှင်တကယ်လို့သူကငါတို့ကိုကူညီပေးမယ်ဆိုရင်ဒီကိစ္စကိုသူသေချာဖို့ဖော်ထုတ်နိုင်မှာဒါပေမဲ့သူကစီးရုံးဖို့တော့နည်းနည်းခက်လိုက်မယ်သူငါတို့မြို့မှာရှိတာကံကောင်းခြင်းပဲငါတို့မနှက်ဖန်သူ့စီသွားရမယ်တော်သေးတာပေါ့ဒီလိုလာမိလို့ဝင်ကြီးရောက်ဝေး We are coming ဟဲအမစီစီတို့ပါလားအရာရှိသိပြီးတော့ပြီးထင်ပါတယ်ကျမတို့ကအကူကြီးတောင်းမှုလာတာပါဒါကဒီဇိုင်နာစီစီရတာပေါ့ရှင်ဒါနဲ့တို့ကစီစီရဲ့ဖန်နော်ကိုယ့်အိမ်လူသားသဘောထားပြီးနေနော်အိုက်တော့မချီဘာမှမကြမဟုတ်မိမိတို့အဲ့လိုနဲ့ပဲတို့ကဖိုင်ရကိစ္စကိုဆက်ပြီးတော့ဆွေးနွေးဖို့စပွဲဝိုင်းမှာထိုင်လိုက်ပါတယ်သူ့နာမည်ကထာရာမိုအာကာသနဲ့ပတ်သက်တဲ့အကျွမ်းကျင်ဆုံးပညာရှင်ပေါ့တကယ်လို့ငါတို့ရဲ့ကဘာကြီးမလုံးကြုံတော့ရင်တော့သူ့အကူကြီးရရင်အာကာသထဲမှာရှင်သန်နိုင်တယ်သူ့ရဲ့မဟာဗျူဟာအသစ်တွေနဲ့ဘယ်သူမှမမြင်နိုင်တဲ့စမ်းသပ်ခန်းတစ်ခန်းထဲမှာတော့သိပ္ပံပညာရှင်တယောက်က Blackpink ရဲ့ Kill This Love ဆိုတဲ့တခြင်းကိုဖွင့်ပြီးတော့တခုခုကိုဒီထွင်စမ်းသပ်နေပါတယ်ပြီးသွားပြီအခုလောက်ဆိုလူတွေပြားထုတ်နေတာရောပေါ့ဇမီဗိုင်းရပ်ဟာတကပါလုံးဒီပါပြန့်နေပါပြီအားလုံးဘာမှလုပ်မနေတော့ပဲတရားသာအားထုတ်ကြပါတော့ဖြစ်မှဖြစ်ရလေဘယ်လိုတော့ကန်ဆိုးရတာလဲငါကတော့လက်ရှိစုထားတဲ့အစားအစာတွေကျန်တဲ့လိုအပ်တာတွေအကုန်လုံးကဒီတစ်စားကုန်မှမဟုတ်ပါဘူးငါဘွားအိမ်မှာပဲအေးစစ်စစ်နေပြီးစားလိုက်အိမ်လိုက်လုပ်ဖို့ပဲကြံတော့တယ်ပြာရောင်ကောင်းငင်ရိုကြည့်လိုက်ကော်ဖီလေးတောက်လိုက်နဲ့ရှိကူတော့ပေါ့ကွယ်ချိန်ဒီစိမ့်နဲ့ဖြင့်ဆုံးပြီးမဟုတ်ပါဘူးအဲ့အချိန်မှာသူကတကားခွင့်ကလေးကိုနှိပ်လိုက်ပါတယ်ငါစီကိုဘာကိစ္စနဲ့လာတာလဲပိုက်ဆက်တဲ့လေရတော့ဒီမှာနေပြီးဆုံးသွားပါပြီရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းစီရကျေးဇူးအများကြီးတင်ပါတယ်နော်နောက်တစ်ပိုင်းလေးမှာတော့သူတို့ဘာလေးဆက်ဖြစ်ကြမလဲဆိုတာသိကြဖို့ဆက်လက်ဆောင်မျိုးကြည့်ရှုပေးကြဖို့ပြောချင်ပါတယ်ရှင်စီရဲ့ကာတွန်းလေးတွေကိုကြိုက်တယ်ဆိုရင်စီရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးတော့ဗီဒီယိုလည်း like လေးပေးခဲ့ကြပါနော်နောက်ထပ်ကာတွန်းလေးတွေအများကြီးဆက်တင်နိုင်အောင်စီရဲ့စူးစမ်းနေပါတယ်ရှင်အားလုံးချစ်ပါတယ်တတား